မင်္ဂလာပါညီကိုတို့မနေ့က Northern Body ကတော့1-2နဲ့အပြည့်နိုင်ခဲ့ပါတယ်ဒီနေ့ညမြန်မာစံတော်ချိန်2:45မှာဘန်လီနဲ့မန်ယူတို့ကစားကြမှာပါမန်ယူရဲ့နောက်ဆုံး10ပွဲမှာ3ပွဲနိုင်5ပွဲတည်နဲ့2ပွဲရှုံးနာပြီးအဝေးကွင်းနောက်ဆုံး5ပွဲမှာ2ပွဲနိုင်2ပွဲတည်နဲ့1ပွဲရှုံးနာပါတယ်ဘန်လီရဲ့နောက်ဆုံး10ပွဲမှာ10ပွဲရှုံး2ပွဲတည်နဲ့အိမ်ကွင်းနောက်ဆုံး5ပွဲမှာ4ပွဲရှုံးနဲ့1ပွဲတည်ရလက်ပိုင်းရရှိတာပြီးရလက်ပိုင်းကြီးစိုးဝါနေပါတယ်ဒီနေ့သိရင်နောက်ဆုံးတွေ့ဆုံမှု5ပွဲမှာလည်းမန်ယူကပဲ3ချိန်နိုင်2ပွဲတည်ရလက်ရရှိတာပါတယ်ဒီရာဒီကြေးအောင်မြင်မှုရလဲမန်လီတင်းတီအိမ်ကွင်း10ပွဲမှာ2ပွဲပဲကြေးအောင်ခဲ့ပြီးမန်ယူတင်းဟာလည်းအဝေးကွင်း10ပွဲမှာ3ပွဲပဲကြေးအောင်တာပါတယ်မန်ယူမှာဘရူနိုနဲ့မီဆင်မောက်တို့ပြန်ပါလာဖို့ရှိပြီးလိုင်းအက်ကလည်းဖူးဘက်နဲ့ဖွဲတက်လာဖို့ရှိလို့မန်ယူတင်းရဲ့ကစားပုံကယာယီနီးပြဖလက်ချာနဲ့သူပြန်ကောင်းလာဖို့ရှိပါတယ်ဘန်လီမှာဒဏ်ရာရကစားသမားတွေများပြနေပြီးအတိအကျကစားသမားတွေလည်းဒီနေ့ပွဲကိုလွှဲချော်ဖို့ရှိပါတယ်ဒီနေ့ပွဲမှာမန်ယူကနေဘော်ဒီ1ပေါင်း30 9ပေါင်း3.80ပြေးတာပြီးမန်ယူတို့ဒီပွဲမှာအနိုင်ရလည်းရရှိနိုင်ပါတယ်အနေဆုံးတကူကနေစားကြည့်ရမှာဖြစ်လို့မန်ယူဘော်ဒီပဲကြိုက်ပါတယ်